ဒီနေ့ mini hybrid နဲ့ sublimation ရိုက်လို့ရလားမရလားဆိုတော့စမ်းတက်မယ်ပေါ့နော် okay mini hybrid ကိုအပူချိန်ဒီ height အမြင့်ဆုံးပေးထားမယ်ပြီးရင်တို့ sublimation paper နဲ့ထုတ်ထားတယ်ဒီပုံလေးတစ်ပုံယူမှာပေါ့နော် okay ကက်ကြီးနဲ့မညက်တော့ဘူးပေါ့နော်ဒါနမူနာလုပ်ပြတာဖြစ်တဲ့ကြောင့်မို့လက်လေးနဲ့ပဲဖြည့်လိုက်မယ် sublimation ကတော့အရာအနုပေါ်မှာရိုက်လို့ရတာဖြစ်တဲ့ကြောင့်မို့လို့ဒီမှာပန်းရောင်ဆက်ကူစာရွက်ပေါ်မှာရိုက်ပြမယ်ပေါ့နော်သူ့ကိုအပူချိန်ကို height မှာထားပြီးတော့ရင်ဒီ sublimation ရိုက်မဲ့ပုံကိုစက်ကူပေါ်မှာတင်ပေါ့နော်ဒီရိုက်မဲ့ပုံစက်ကူပေါ်မှာတင်မယ်တင်ပြီးတို့ဒီမှာ hybrid လေး mini hybrid လေးတင်လိုက်မယ်ဟာကဒီမှာကတော့10မိနစ်ပေါ့နော်စက္ကန့်60ဒီတင်ထားပြီးပါတယ်တော့ mini hybrid ကကြတော့ဖိအားနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့ကိုလက်လေးနဲ့ဖိပေးရင်တော့ကောင်းတာပေါ့နော်မဖိပေးလဲရတယ်စတစ်ကာနည်းနည်းဒီပုံကိုရိုက်မဲ့ပုံ logo လေးကနည်းနည်းကြီးရဲဆိုရင်တော့နည်းနည်းဖိပေးပေါ့နော်10မိနစ်လေးရောထားပေးပါအောက်မှာခံတဲ့ຢာကရေးကြည့်တယ်ပေါ့နော်အောက်မှာကိုထူနေတဲ့စက်ကူတစ်ခုခုပဲဖြစ်ဖြစ်ထူနေတဲ့ပစ္စည်းတစ်ခုခုပေါ်မှာရိုက်ခံပြီးပေါ့နော်โอเคရပြီတို့ဒီမှာ sublimation ရိုက်လို့ရပါတယ်โอเคကျေးဇူးတင်ပါတယ်ဆိုတော့ပုံကတော့ ਨੇ ကာလာလေးကတော့တကယ်မိုက်တယ်ပေါ့โอเค mini hybrid လေးကိုလက်စီမှာဝယ်လို့ရပါသေးတယ်ပေါ့နော်လာမမြင်အလုံးရည်နည်းနည်းပဲရှိတော့တာမို့မြန်လာမှာပေးပါโอเคကျေးဇူးတင်ပါတယ်